ဘာပေါ်မှာတကယ်ရှိတဲ့လူစွမ်းကောင်းများဒီလူတွေကရုပ်ရှင်တွေကမဟုတ်ပါဘူးလက်တွေကလူစွမ်းကောင်းတွေပါနံပါတ်1လင်းပြန်တစ်စည်းလုံးကိုစပစ်ခဲ့တဲ့မိုက်ကယ်လော်တီတိုဒီပြင်သစ်လူမျိုးဟာအရာအားလုံးကိုစားနိုင်သူလို့နာမည်ကြီးပါတယ်သူဟာတက်ထုဖန်နဲ့ရာဘာတွေကိုဘာမှမဖြစ်ပဲစားနိုင်တာပါထူးခြားဆုံးကတော့သူဟာသူ့ဘဝတက်တန်းတစ်လျှောက်မှာလင်းပြန်တစ်စည်းလုံးကိုပိုင်းပိုင်းဖြတ်ပြီးတော့နှစ်နှစ်တိတိကြာအောင်စပွဲပေါ်မှာတင်ပြီးတော့စားဖို့ခဲ့ပါတယ်သူ့ရဲ့အဆိုင်နဲ့ရဟာတာမန်လူတွေထက်နှစ်ဆပိုထူနေတာကြောင့်ဖြစ်ပါတယ်ရေခဲမှတ်အောက်မှာဘာမှမဖြစ်ဘဲနဲ့နေနိုင်တဲ့ရေခဲလူသားဒီပုံကကတော့အလွန်အိတ်စိတ်နဲ့ရေခဲမှတ်အောက်အခြေအနေတွေကိုဘာအကာအကွယ်မှမပါဘဲနဲ့ခံနိုင်ရရှိသူပါသူဟာဘောင်းမီတိုတစ်ထည်တည်းနဲ့ဒီဝတက်တောင်ကိုတက်ခဲ့ဘူးတူလို့ရေခဲတုံးတွေကြားမှာတနာကြီးကြော့ကြအောင်အေးအေးစစ်စစ်နေနိုင်ပါတယ်ဒါဟာသူ့ရဲ့အသက်ရှူနည်းစနစ်နဲ့စိတ်ဆွမ်းအားကြောင့်လို့လည်းဆိုပါတယ်သူမြင်သမျှကိုဓာတ်ပုံရိုက်တယ်လို့မှတ်မိနေတဲ့လူသူကတော့တစ်ခါကြည့်ရုံနဲ့မြင်ကွင်းတစ်ခုလုံးကိုအသေးစိတ်ပြန်ဆွဲနိုင်တဲ့ပူမန်းကင်မရာပါသူကရောမမြို့နဲ့နယူးယောက်မြို့ပေါ်ကိုရဟတ်ယာဉ်နဲ့တစ်ခါပဲပတ်ကြည့်ပြီးတော့အဲ့ဒီမြို့ရဲ့လမ်းမတွေအဆောက်အဦတွေပရင်းပေါက်ရေအတွက်ကစတိအကျပြန်ဆွဲပြနိုင်တဲ့အမခန်းအုံနောက်စွမ်းရည်ရှိသူဖြစ်ပါတယ်သူတို့တွေကဘုရုရဲ့စွမ်းရည်ကိုအကြိုက်ဆုံးလဲ channel လေးကို follow လုပ်ခဲ့ဖို့မမေ့နဲ့အောင်နော်